Hello အားလုံးပဲမင်္ဂလာပါဒီနေ့ sharing လုပ်ပေးချင်တာကတော့နေ့စဉ်အများဆုံးသုံးလေးရှိတဲ့ speaking pattern လေးတွေပဲဖြစ်ပါတယ် Okay let's start it is this okay to play but one pattern လေးပေါ့နော် is this okay to play but one pattern လေးရဲ့အဓိပ္ပာယ်လေးကတော့ဒါလေးလုပ်ရင်အဆင်ပြေမလားဆိုပြီးတော့မေးချင်တဲ့အခါမျိုးမှာသုံးတာပေါ့နော် Okay example sentence is this okay to sit here ဒီနားမှာထိုင်မယ်ထိုင်လို့ရှိရင်အဆင်ပြေမလားနားမှာထိုင်လို့ရမလားပေါ့နော် Okay is this okay to pet here ဒီနားမှာကားပါခင်ထိုးလို့ရမလားထိုးရင်အဆင်ပြေမလား Okay is this okay to use your phone မင်းရဲ့ဖုန်းကိုငါသုံးလို့အဆင်ပြေမလား Okay is this okay to leave Ali and စောစောပြန်လို့အဆင်ပြေမလား Okay is this okay to eat your cake မင်းရဲ့ cake မုတ်ကိုစားလို့ရှိရင်အဆင်ပြေမလား Okay အဲ့တော့တစ်ခုခုကိုဒါလေးလုပ်လို့ရင်အဆင်ပြေမလားလို့မေးချင်တဲ့အခါမှာ is this okay to play but one လေးကိုသုံးပြီးတော့ပြောလို့ရပါတယ် Okayနောက်ထပ် speaking pattern လေးကတော့တခုခုကိုလောက်ကြတာခက်ခဲတယ်လို့ပြောချင်တဲ့အခါမှာ it is difficult to play but one လေးကိုသုံးပြီးတော့ပြောလို့ရပါတယ် Okay example sentence ချက်ပြုတ်ရတာခက်ခဲတယ် it is difficult to cook ပုံဆွဲရတာခက်ခဲတယ် it is difficult to draw the picture ကိတ်မှုတ်လောက်ကြတာခက်ခဲတယ် it is difficult to make a cake စာပိန်စီရတာခက်ခဲတယ် it is difficult to ride a bike အဲ့တော့တခုခုကိုလောက်ကြတာခက်ခဲတယ်လို့ပြောချင်တဲ့အခါမှာ it is difficult to play but one လေးကိုသုံးပြီးတော့ပြောလို့ရပါတယ် Okay next speaking pattern လေးကတော့တခုခုအတွက်ကျေးဇူးတင်ပါတယ်လို့ပြောချင်တဲ့အခါမှာသုံးရမယ့် pattern လေးက thank you for playing but ing လေးကိုသုံးပေးရပါမယ် Okay example sentence မင်းလီယိုလာရဲ့အတွက်ကျေးဇူးတင်ပါတယ် thank you for coming ငါ့ကိုကူညီတဲ့အတွက်ကျေးဇူးတင်ပါတယ် thank you for hearing me Okay ငါ့ကိုခေါ်တဲ့အတွက်ကျေးဇူးတင်ပါတယ် thank you for calling ဒီလိုမျိုးနားထောင်တဲ့အတွက်ကျေးဇူးတင်ပါတယ် thank you for listening dinner ချက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် thank you for cooking dinner အဲ့တော့တခုခုအတွက်ကျေးဇူးတင်ပါတယ်လို့ပြောချင်တဲ့အခါမှာ thank you for သူနောက်ကနေ verb ing လိုက်ပြီးတော့သုံးလို့ရပါတယ် Okay next speaking pattern လေးကတော့တခုခုကိုလုပ်ဖို့အဆင်သင့်ဖြစ်ပြီလားလို့မေးချင်တဲ့အခါမှာ are you ready to play but one are you ready to သူနောက်ကနေ but one လေးလိုက်ရဲ့နောက်တစ်ခုကကြတော့ are you ready for play သူနောက်က noun ပေါ့နော် Okay အရှိ are you ready ကတော့မချိန်ဘူးပေါ့verb လိုက်ချင်တယ်ဆိုလို့ရှိရင်တော့ are you ready to သုံးရမယ် to play but one noun လိုက်ချင်တယ်ဆိုရင်တော့ are you ready for play noun လေးသုံးပြရပါပေါ့နော် Okay example sentence are you ready to leave ဒီကနေငါတို့သွားဖို့ထွက်ခွာဖို့အဆင်သင့်ပဲလား Okay are you ready for the text စာဝဲအတွက်အဆင်သင့်ဖြစ်ပြီလား Okay are you ready to eat dinner စားဖို့အတွက်အဆင်သင့်ဖြစ်ပြီလား Okay are you ready to go outside အပြင်သွားဖို့အတွက်အဆင်သင့်ဖြစ်ပြီလား Okay အဲ့တော့တခုခုကိုအဆင်သင့်ဖြစ်ပြီလားလို့မေးချင်တဲ့အခါမှာ are you ready to play but one သုံးပြီးတော့ noun သုံးချင်ရင်တော့ are you ready for play noun လေးကိုသုံးပြီးလို့ရပါတယ်